ရောင်းကောင်းတင်တယ်လို့တွေးပြီးတော့မှရောင်းနေတဲ့များကာလပတ်လုံးရောင်းရမှာမဟုတ်ဘူးလူတွေကရောင်းတဲ့လူကိုသဘောမကျတော့မရောင်းတဲ့လူစီကမှလူတွေကဝယ်ကျင်တာအဲ့တော့မရောင်းမဲနဲ့လူတွေစိတ်ဝင်စားလာအောင်လုပ်ကြည့်ကိုစီကနေအလိုလိုဝယ်ကျင်လာလိမ့်မယ်လူတွေကရောင်းကောင်းတင်တယ်ရောင်းဖို့ကိုပဲစဉ်းစားနေတယ်အဲ့ဒီလိုရောင်းကောင်းတင်လေးရောင်းဖို့တွေကိုပဲစဉ်းစားနေလေမရောင်းရလေဆိုတာမေ့နေတယ်တနေ့ရောင်းရအောင်ဘယ်လိုလုပ်မလဲရောင်းကောင်းတင်တယ်ရောင်းကောင်းတင်တဲ့စိတ်တွေများနေတာပဲရှိတယ်တကယ်တမ်းဒီနေ့ခေတ်ကြီးမှာရောင်းနေတဲ့သူတွေစီကနေလူတွေကမဝယ်ကျင်တော့ကိုတိုင်းပဲစဉ်းစားကြည့်ကိုဈေးတွေအရန်လာရောင်းနေရဆိုရင်ကိုဝယ်ကျင်လားမဝယ်ကျင်မှုကိုတိုင်းတောင်မှပစ္စည်းတစ်ခုပဲဖြစ်ဖြစ်စားပဲတစ်ခုကိုပဲဖြစ်ဖြစ်ရောင်းနေတာမျိုးသဘောမကျအောင်ဒီပစ္စည်းတစ်ခုကနေဘလို့အကျိုးကျေးဇူးတွေကိုအတွက်ရနိုင်တယ်ဒီစားဘက်ကကိုယ့်ရဲ့ဘဝအတွက်ဘလို့မျိုးဝန်ဆောင်မှုတွေကိုအတွက်ဘလို့မျိုးအဆင်ပြေလွယ်ကူသွားတယ်ဆိုတဲ့အရာမျိုးပြောပြမှသာလူတွေကဒီအရာကိုလိုချင်တဲ့စိတ်ဖြစ်ပေါ်လာအဲ့ဒီလိုချင်တဲ့စိတ်ဖြစ်ပေါ်လာဖို့အတွက်ကသွားရောင်းနေလို့မရဘူးဒီအရာရဲ့လူတွေအတွက်ဘလို့အကျိုးရှိတယ်လူတွေအတွက်ဘလို့အသုံးဝင်တယ်ဆိုတဲ့အကြောင်းပြောကြရမှာဒါပေမဲ့zero online ပေါ်မှာစီးပွားရေးလုပ်တဲ့လူတွေကအများစုကဘာပဲစဉ်းစားလဲဆိုတော့ရောင်းဖို့တနေ့ရောင်းဖို့တွေပဲစဉ်းစားတယ်အယောင် post တွေပဲတင်နေတယ်အဲ့တော့ဇက်တိုက်မရောင်းရတာတွေဖြစ်လာတယ်ရောင်းအားတွေကျလာတယ်2025မှာလူတွေကဈေးရောင်းတာအောင်မကြိုက်တော့ဘူးမရောင်းမဲနဲ့သူတို့လိုချင်စိတ်ဖြစ်လာအောင်သူတို့ကိုယ်တိုင်လိုချင်ဖြစ်လာအောင်လို့ပြောပြတတ်တဲ့သူစီကပဲသူတို့ပစ္စည်းကိုဝယ်ကျင်တော့တယ်အဲ့ဒီလူကပစ္စည်းရောင်းနေတာမဟုတ်ဘူးဆိုရင်တော့မှဝယ်ကျင်တယ်ပေါ့နော်Instagram မှာအင်ဂျီဝယ်တဲ့ပေါ့နော်ဒီအင်ဂျီတွေကျညာတဲ့ model တယောက်ကိုတွေ့ဘူးတယ်။ तू ကလေ तू အင်ဂျီရောင်းနေပါတယ်လို့လူတွေကိုမပြောဘူး။ तू ကလေအဲ့ဒီဝတ်ဆောင်တွေကိုတစ်စုံပြီးတရက်ပြီးတရက်ဝတ်ပြတယ်။ဝတ်ပြပြီးမှဗီဒီယိုတွေတင်တယ်။အဲ့ဒီလို तू ဝတ်ပြတာကိုတွေကကြည့်ပြီးမှလေဝတ်ချင်တဲ့စိတ်ကအလိုလိုပေါ်လာတာ။အဲ့ဒီအချိန်မှလေအဲ့ဒီအင်ဂျီဘယ်ကဝယ်ရမလဲ။ဒီအင်ဂျီဝယ်ချင်တယ်ဆိုရင်ဘယ်လိုဝယ်လို့ရလဲဆိုတဲ့ဟာမျိုးသူ့ကိုမေးပြီးမှလိုက်ရှာရတာပေါ့နော်အမှန်တကယ်တော့ तू ကအင်ကြီးရောင်းနေတဲ့ဒီဘယ်လိုပြောမလဲအင်ကြီးရောင်းနေပေါ့နော်ဒီကြော်ညာတွေပေါ့နော်အဝတ်စားရောင်းတဲ့လူတယောက်ပဲဒါပေမဲ့ तू ကအဝတ်စားရောင်းနေတယ်ဒီအင်ကြီးဝယ်ပါဒီအင်ကြီးကဘယ်လိုဝတ်လို့ကောင်းပါဒီအင်ကြီးကဘယ်လောက်ပါလို့မပြောဘူး तू ဝတ်ပြတယ်လမ်းလေးရှောက်ပြတယ်တချင်းလေးနဲ့ဗီဒီယိုတွေလုပ်ပြတယ်အဲ့ဒီလိုလုပ်ပြတာ तू ဝတ်ပြတာကြီးကိုကြည့်ပြီးမှကိုကဝတ်ချင်တာဟာဒီနေရာမှာဆိုဒီလိုလေးဝတ်လို့ရှိရင်အရန်လှတာပဲဆိုပြီးတော့မှလိုချင်တဲ့စိတ်ဖြစ်ပေါ်လာတာပေါ့နော်နောက်တစ်ခုကကြာသွားနေ့တိုင်းဗီဒီယိုတင်တယ်အဲ့တော့ကွာမြင်မာများလေသူ့ကိုစိတ်ဝင်စားလေကြည့်မိလေကြိုက်လေသဘောကျလေပေါ့နော်အဲ့ဒီလိုမျိုးဖြစ်လာတခုကကြာတော့ကိုကအလုပ်တစ်ခုလုပ်တဲ့အခါမှာစက်တိုက်လုပ်ဖို့လဲလိုတယ်လူတွေကိုများများမြင်အောင်လို့လူတွေကိုသိလာအောင်လို့သိပြီးတော့လူတွေကိုသဘောကျလာအောင်လို့လူတွေကိုချစ်ခင်လာအောင်လို့လဲကိုကလုပ်ပြဖို့လိုတယ်ပေါ့နော်ဒါ online မှာ business တီးစောင့်နေတဲ့သူတွေအတွက်ကိုအဓိကထားပြီးပြောပြတာပေါ့နော်လူတွေကိုများများမြင်လာလေကိုကိုစိတ်ဝင်စားလာလေကိုကိုသဘောကျလာလေကိုကိုချစ်လာလေဒါမှပဲကိုရဲ့ product ကိုရောင်းနေတဲ့အရာရောင်းရမှာ product ပဲရောင်း service ပဲရောင်းအဓိကလူတွေကိုအကျိုးရှိတဲ့အကြောင်းအရာတွေလူတွေအတွက်အကျိုးဖြစ်စေမဲ့အရာတွေကိုလုပ်ပြလူတွေသဘောကျစေမဲ့အရာတွေချစ်ခင်လာမဲ့ပုံစံမျိုးတွေလုပ်ပြမှာပဲဒီနေ့ခေတ်ကြီးမှာ online ပေါ်မှာစီးပွားရေးတည်ဆောက်ဖို့ online ပေါ်မှာလူတွေစီကပတ်စံရဖို့လူတွေအိတ်ထဲကပတ်စံဖြစ်ဖို့အတွက်ကဒီလိုနီးလန်းအောင်သုံးမှပဲရမယ်ဒီ product ကောင်းပါတယ်ဒီအင်ကြီးဘယ်လိုကောင်းပါတယ်ကျမစီမှာဒီအင်ကြီးတွေဘယ်လိုရနိုင်ပါတယ်လို့သွားကြော်ညာနေုံနဲ့ဒီနေ့ခေတ်ကြီးကရောင်းရတဲ့ခေတ်မဟုတ်တော့ဘူးကဲဒီနေ့ကစပြီးတော့မှရောင်းနေတယ်ဆိုရင်ရက်လိုက်တော့နော်စီးပွားရေးနဲ့ပတ်သက်တဲ့နီလန်းကောင်းတွေအခုမှကိုယ်ပိုင် business ကိုစတင်မယ်ဆိုတဲ့လူတွေအတွက်ကိုနီလန်းကောင်းတွေ digital marketing နဲ့ပတ်သက်တဲ့နီလန်းတွေကိုအခမဲ့မျှဝေပေးနေတဲ့သူတယောက်ဖြစ်တာမို့ his ရဲ့ account လေးကို like and follow လုပ်ထားမယ်ဆိုလို့ရှိရင်ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့သူတွေအတွက်နီလန်းကောင်းတွေအခွင့်အလမ်းတွေစိတ်ခွန်အားတွေအများကြီးရရှိမှာဖြစ်တယ်နော်